MFS ပိုင်ဖူဆယ်လိ2016ဖူဆယ်ဘောလုံးပြိုင်ပွဲစဉ်၄ပွဲစီကစားပြီးချိန်မှာအမှတ်ပေးစရာကို MIC အသင်းနဲ့ VUC အသင်းတို့ကဦးဆောင်ထားကြပါတယ်။ပြိုင်ပွဲမှာချန်ပီယံဖြစ်တဲ့အသင်းကဒီနှစ်ထဲမှာမြန်မာနိုင်ငံကအိမ်ရှင်ဖြစ်ပြုလုပ်မဲ့အာဆီယံဖူဆယ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲကိုနိုင်ငံကိုစားပြုအသင်းတွေနဲ့ဝင်ပြိုင်ရမှာဖြစ်ပါတယ်။အခုချိန်မှာဖူဆယ်လိအမှတ်ပေးစရာကို MIC အသင်းနဲ့ VUC အသင်းတို့ကပဲဦးဆောင်ထားကြပြီး၄ပွဲကစားပြီးမှ၄ပွဲစလုံးအနိုင်ရထားကြတာပါစိတ်ဝင်စားဖို့ကောင်းတာကလာမယ့် week 5မှာဒီနှစ်သင်းထိပ်တိုက်တွေ့ဆုံနေတာပါပဲ MIC အသင်းကလည်းနိုင်ငံခြားအတွေ့အကြုံနဲ့အများကြီးရှိတဲ့အသင်းလေရွေးစဉ်အားလုံးစုစည်းထားတဲ့အသင်းဆိုတော့ကျွန်တော်တို့တက်တော့ကစားအားတော့တာပါတယ်ဒါပေမဲ့ကျွန်တော်တို့ရှိမှကျွန်တော်လူငယ်ကစားသမားနဲ့ဖွဲ့ထားတဲ့ကြောင့် MIC အသင်းလည်းကျွန်တော်တို့မကြောက်ပါဘူးအကောင်းဆုံးရှင်းနိုင်ပါပါ MFS စပိုင်ဖူဆယ်လိ2016 week 5ပွဲစဉ်တွေကိုလာမယ့် match လ30ရက်အမျိုးသားအားကစားပြိုင်ပွဲရုံတက်တူဝနာမှာဆက်လက်ကစားမှာဖြစ်ပြီး United အသင်းနဲ့ရန်ကုန် City အသင်း YZ အသင်းနဲ့ Winner အသင်း VUC အသင်းနဲ့ MIC အသင်း PU အသင်းနဲ့ UPT အသင်းတို့ဆက်လက်ကစားကြမှာဖြစ်ပါတယ်